လက်တလော line ပေါ်မှာခေတ်စားနေတယ်ဒီလိုမျိုးကားတဲ့ကတ်တွန်းဗီဒီယိုတွေကို AI နဲ့လွယ်တကူဘယ်လိုလုပ်လို့ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာအသေးစိတ်ပြပြပေးသွားပါမယ်ကိုယ့်ရဲ့ဖုန်းနဲ့ပဲလွယ်တကူလုပ်လို့ရတာမလို့ဗီဒီယိုကြည့်ပြီးတဲ့အခါကိုဘာသာကိုလုပ်တတ်သွားပါလိမ့်မယ်ပထမအဆုံးအနေနဲ့ ChatGPT တွေကိုဝင်လိုက်ပါမယ်တကယ်လို့ကိုယ်မှာ ChatGPT မရှိဘူးဆိုရင် Play Store ဒါမှမဟုတ် Apple Store ကနေပြီးတော့ download လုပ်ရပါတယ် ChatGPT တွေရောက်ရင်တော့ကျွန်တော်တို့ကပုံရင်ပြောင်းမှာဖြစ်တဲ့အတွက်ဒီဘက်ဘက်မှာမြင်နေရတဲ့အပေါင်း cloud လေးကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ photo ဆိုတာလေးကိုထပ်ဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ကတ်တုံးပုံပြောင်းခြင်းနဲ့ပုံဝင်ရွေးလိုက်ပါမယ်ပုံရွေးပြီးပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်အခုထည့်တဲ့ prompt လေးကိုရေးထည့်လိုက်ပါဒီဗီဒီယိုထဲမှာသုံးပြသွားတဲ့ prompt ကိုဗီဒီယိုရဲ့ comment မှာကျွန်တော်ချပေးထားပါမယ် prompt ရေးထည့်ပြီးပြီဆိုရင်တော့အခုမြင်နေရတဲ့မြားလေးကိုနှိပ်လိုက်ပါမယ်ပုံထုတ်တာအနည်းဆုံး10မိနစ်လောက်တော့စောင့်ရတတ်ပါတယ်။ကဲအခုဆိုရင်တော့ကတ်တုံးပုံလေးရလာပါပြီ။ကတ်တုံးပုံလေးရရင်တော့ပုံဆေးဖို့အတွက်ပုံတစ်ချက်နှိပ်လိုက်မယ်။ပြီးရင်တော့ဒီပုံမှာမြင်နေရတဲ့ save ဆိုတာလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်းထဲကိုတင်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ Clean AI နဲ့ကိုသွားလိုက်ပါမယ်။ Clean AI app ထဲရောက်လို့ရှိရင်တော့အခုအပေါ်မှာမြင်နေရတဲ့ sign in for credit ဆိုတာနှိပ်ပြီးတော့ကျွန်တော်တို့ account login ဝင်လိုက်ပါမယ်။ကိုယ်မှာ Gmail account တစ်ခုရှိုံနဲ့ account တစ်ခုဖွင့်လို့ရပါတယ်။ဒီမှာမြင်နေရတဲ့ login with Google ဆိုတာကိုနှိပ်လိုက်မယ်။ပြီးရင်ကိုယ်မှာရှိတဲ့ Gmail account တစ်ခုကိုယူပြီးတော့ account ဖွင့်လိုက်ရပါပြီ။ကောင်းရပြီဆိုရင်တော့အခုဒီမှာမြင်နေရတဲ့အပေါင်း cloud လေးကိုနှိပ်လိုက်မယ်ပြီးရခါကျွန်တော်တို့ကဗီဒီယိုဖန်လေးမှာဖြစ်တဲ့အတွက် AI ဗီဒီယိုဆိုတာကိုရွေးလိုက်ပါမယ်AI ဗီဒီယိုဖန်တီးတဲ့အခါမှာသူ့မှာ text to video ရဲ့ frame ရဲ့ motion control ဆိုပြီး၃မျိုးရှိရပါတော့ကျွန်တော်တို့အခုကတဲ့ဗီဒီယိုကတော့ motion control ရွေးပြီးတော့လုပ်ရမှာပါ motion control ရေးလိုက်တာနဲ့အခုဒီမှာမြင်နေရသလိုပဲပထမဆုံးထိတ်မာနေမယ်ပေါ့နော်ကလေးလေးကနေရဗီဒီယိုရှိတယ်အဲ့ကနေရဗီဒီယိုကအခု trending ဖြစ်နေတဲ့ဗီဒီယိုနဲ့အတူတူပါပဲကျွန်တော်တို့ကဒါကိုရွေးပြီးတော့တစ်ခါလေးလုပ်လိုက်လို့လည်းရတယ်ဒါမှမဟုတ်ကိုကတခြားဗီဒီယိုတွေထပ်လုပ်ချင်တဲ့အခါမျိုးကြာလို့ရှိရင်ကြတော့သူပေးထားတဲ့ဟာတစ်ခုတည်းနဲ့လည်းမရတော့ဘူးပေါ့နော်အဲ့ဒီခါကြာလို့ရှိရင်ကို့မှာ down ပြီးသား footage တစ်ခုခုဗီဒီယိုတစ်ခုရှိရမယ်ထားပါတော့ကိုက TikTok မှာအသစ်ပေါ်နေတဲ့ကားကွက်တစ်ခုခုကို live လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာပေါ်နေမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဟာမျိုးတော့ဘယ်လိုလုပ်ရမလဲဆိုတော့အခုဒီမှာမြင်နေရတဲ့အပေါင်းလေးကိုနှိပ်လိုက်မယ်ပြီးရခါကျွန်တော်တို့ဆောနာပြောသလိုမျိုး TikTok မှာ trending ဖြစ်နေတဲ့ဗီဒီယိုကိုကျွန်တော်တို့ download လုပ်ထားမယ်ပေါ့နော် download လုပ်ထားပြီးလို့ရှိရင်အခုဒီမှာ select from camera roll ဆိုတာကိုရွေးပြီးတော့ camera တွေကနေပြီးတော့ပြန်ယူလိုက်ပါမယ်ဒီမှာ loading icon လေးပေါ်နေရပါတော့ဒီ loading icon လေးပြီးအောင်ခဏစောင့်နေရပါမယ်upload တင်ပြီဆိုတော့အခုဒီမှာမြင်နေရတဲ့အတိုင်းပဲ motion 1ဆိုပြီးတော့ကျွန်တော်တို့ upload တင်လာတဲ့ play လေးကားတဲ့ video လေးတက်လာပြီပေါ့နော် video တက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆောင်းနာတော်ကပြောင်းလာတဲ့ပုံပေါ့ကိုယ့်ရဲ့ပုံထည့်လိုက်ပါမယ်ကိုယ့်ရဲ့ပုံထည့်ဖို့ဒီအပေါ်ဟာလေးကိုနှိပ်လိုက်မယ်ပြီးရင် select from camera roll ပဲရွေးပြီးတော့ကိုယ့်ရဲ့ gallery ကနေပြီးတော့ပုံရွေးပေးလိုက်ပါမယ်အခုဆိုရင်ပုံလဲ upload တင်ပြီးသွားပြီကျွန်တော်တို့ motion video အတွက်ကနေ play လေး video ကိုလည်းရွေးပြီးသွားပြီဆိုတော့ video ထုတ်ပါမယ်ရန်နိုင်မလို့ခင်အရေးကြီးတဲ့ချက်ကဒီမှာမြင်နေရတဲ့နေရာလေးကိုချက်နှိပ်လိုက်မယ်အရင်ဆုံးပြီးရခါဒီမှာ VIP ဆိုပြီးဖြစ်နေတတ်ပါတယ် VIP ဆိုပြီးဖြစ်နေတဲ့ဟာကို standard mode ဆိုပြီးတော့ပြောင်းလိုက်ပါမယ် VIP နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝယ်ထားမှထုတ်လို့ရမှာပါဒီ standard mode ကတော့ free version မှာပဲထုတ်လို့ရပါတယ်ပြီးပြီဆိုရင်တော့ဒီ generate ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ကျွန်တော်တို့က free version ဆိုတော့ video ထွက်လာဖို့အတွက်5မိနစ်လောက်တော့စောင့်ရပါမယ်ဗီဒီယိုကိုယ့်ရဲ့ဆက်ထဲကိုသိမ်းဖို့အတွက်ဗီဒီယိုတစ်ချက်နှိပ်ပြီးရခါအပေါ်မှာမြင်နေရတဲ့ download button လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ device တွေကိုသိမ်းထားလို့ရပါပြီ
ဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာ AI tutorial အသစ်တွေနဲ့တူပြန်လည်ဆုံတွေ့ကြပါမယ်